အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ပေးနေတဲ့ပရိတ်တွေဟာဆရာအနေနဲ့ညင်းဒီပရိတ်တွေပဲဒီဖြစ်စဉ်တွေဖြစ်တယ်ဆိုရင်အထက်အောက်ထိတ်ပါဝါတို့ပိတ်ပါဝါတို့ဖြစ်တယ်ဆိုရင်အဲ့ပရိတ်လေးတွေမွေးရတယ်ယူပါတယ်ကျွန်တော်စစ်ပြပေးမယ်ဒီမှာ305ဘရိတ်ထွက်တယ်ဒီမှာ38ဘရိတ်3ဘရိတ်ဒီမှာ9ဘရိတ်9ဘရိတ်ဒီမှာ16ဘရိတ်6ဘရိတ်ထွက်တယ်မတက်6ဘရိတ်ဒီမှာထွက်တယ်နော်ဒီမှာ9ဘရိတ်နောက်ထွက်တယ်ထွက်လာအဲဒီမှာနောက်ကျတယ်ဗျနောက်ဖြစ်စဉ်တွေထပ်ဖြစ်ရင်နောက်ကျတယ်38ဘရိတ်ထွက်တယ်ဒါမျိုးတွေပါအများကြီးပဲအခုဒီတစ်ပတ်နောက်ပရိုဂရမ်ပဲဆိုရင်နှစ်ကွန်ပလေးရှိမယ်38ပလေးရှိမယ်သူအဲ့လိုမျိုးတွေပေးတယ်ဗျ9ပလေးဆိုဒီမှာ9ပလေးပေးတယ်ဒီကောင်လည်းထိတ်တူတယ်ပိတ်တူတယ်ဆိုတော့ပေးလို့ရတယ်ဒီကောင်ဆိုရင်38ပလေးဖြစ်သွားမယ်ပေါင်းလိုက်အဲ့ဒါကဒါမျိုးပိတ်ပေါ့ပရိလိုက်ပေါ့နော်မှန်တယ်ဗျစစ်ကြည့်ပါမှန်နဲ့ကွန်ပလေးမှာထွက်တာပဲဒီမှာစလင်းနဲ့ပေါင်းလေးကိုပရိထွက်တာပဲဒီမှာ6ပရိထွက်တာပဲ3ပရိထွက်တယ်သူကအဲ့ဒီဖြစ်စဉ်တွေထပ်ဖြစ်ရင်တော့နောက်ကျတာပဲရှိတာမှားတယ်ဆိုတော့မရှိဘူးဗျနောက်ကျသွားတာလည်းရှိတယ်6ပရိ1ရက်2ရက်3ရက်4ရက်5ရက်6ရက်9ရက်ဟောဒီဘက်မှာလာထွက်တယ်ဘာလို့တော့နောက်ကျတယ်ဒီဗျအဲ့ဒါကြတော့ကိုယ့်ကိုဖမ်းရမှာပေါ့ဗျာပရိတ်လေးတွေမစိုးဗျဒီမှာ9ပရိတ်ဒီမှာ9ပရိတ်ထွက်တယ်ဒီမှာ3ပရိတ်3ဒီမှာမထွက်ဘူးဗျ6ရက်တော်နောက်6ရက်မှထွက်တယ်ဒီကြားထဲမှာ6ပရိတ်တွေဖြစ်တယ်9ပရိတ်တွေဖြစ်တယ်ကဲကိုချိုက်တယ်မားတဲ့ပရိတ်ကိုလိုက်ရတာပေါ့ဗျာမတ်6ပရိတ်ထွက်တယ်ဒါတော့ကိုယူရတာပေါ့အခုကျွန်တော်ဒီဘက်ကိုနှစ်ကွန်ပလေးယူပြီးထားတယ်မင်းရကတော့အခုဒီ8000ပြတ်တူပြီးတော့ဒီကောင်လေးပေါင်းတယ်ဆရာလေးပဲညမှုပါမယ်ခွန်နဲ့305အခွေတွေက20မင်းမှာ90ခွန်ကမင်းဆိုပြီးယူပြီးထားပါတယ်အားလုံးအဆင်ပြေကြပါစေ